သူတို့နဲ့လမ်းခွဲပြီးတော့တဲ့အခါတိုင်းမှာဆိုရင်ကိုယ့်ရဲ့ရင်ပတ်ထဲမှာတကယ်ကိုအောင်ပြီးတော့နာကျင်ခံစားနေရတလားအသက်ရှူရတည်ကျက်လာတဲ့အစားတောက်တွေပြက်လာတဲ့အဲ့ရအထက်ကနေမထချင်ဒေါ်လာအောင်ကိုအားအင်းနေကုန်ခန့်နေတယ်လို့ခံစားရတလားနော်ကျမက psychology ကိုလေ့လာနေတဲ့သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်ကျမတို့နာကျင်ခံစားနေရတာတွေကဒါကစိတ်ကူးရှင်နာကျင်မှုကြောင့်မဟုတ်ဘဲနဲ့ကျမတို့ရဲ့ခန္ဓာကိုယ်ကတကယ်ကိုထိခိုက်နာကျင်နေရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့လူတွေတော်တော်များများကပြောကြတာနာဆစ်စစ်တယောက်စီကနေထွက်လာတာကရိုးရိုးတမ်းမှန်ရီစားနဲ့ပြတ်တယ်လန့်ခွဲတယ်လို့ထင်ကြတယ်တကယ်တမ်းတော့မှားတယ်မနော် biology အရာပြောမယ်ဆိုရင်နာဆစ်စစ်တယောက်နဲ့ဆက်စပ်နေတဲ့လူတယောက်ကဟီရိုအင်းဒါမှမဟုတ်ခိုကင်းတော့အပြင်းစားမူးယစ်ဆေးကိုတုံးဆွဲနေတဲ့လူတယောက်ကမူးယစ်ဆေးဖြတ်လိုက်တဲ့လက္ခဏာ withdrawal symptom နဲ့အတူတူပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့မှာကျမတို့ရဲ့ခန္ဓာကိုယ်ထက်ကတာတုပေတာပြောင်းလဲမှုအကြောင်းတွေကိုပြောပြပြီးတော့ဒါကိုအောင်မြင်စွာဘယ်လိုမျိုး detox စိတ်ထုတ်မလဲဆိုတာတွေကိုဆက်ပြီးတော့ပြောပြပေးတော့ပါမယ်နော်အဲ့တော့ကိုကတူတို့နဲ့အတူရှိခဲ့တဲ့အချိန်တုန်းကတူတို့တရားကိုအပေါ်ကိုချစ်ပြလိုက်ဒေါသထွက်ပြလိုက်လစ်လူရှုလိုက်နဲ့ကျမတို့ရဲ့စိတ်တွေကို roller coaster စီးတလိုမျိုးဖြစ်စေခဲ့တယ်အဲ့ဒီချိန်မှာကျမတို့ရဲ့အုံနောက်ထဲမှာဆိုရင်တတမတ်ထဲမဟုတ်တော့ဘဲနဲ့ဒီဒိုပါမင်းလို့ခေါ်တဲ့တာယာမှုဟော်မုန်းတွေရောကိုတိုဆိုလို့ခေါ်တဲ့စိတ်ဖြစ်စီမှုဟော်မုန်းတွေကိုရောထွေးပြီးတော့ထုတ်လုပ်ပေးတယ်အဲ့တော့အချိန်တွေကြာလာတဲ့အခါမျိုးမှာဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကဆဲတွေကအဲ့ဒီရဲ့တာတုပေတာအရေးလို့ခေါ်တဲ့ peptide ဒီကိုဆွေးလန်းသွားတယ်ပေါ့နော် peptide addiction ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုကတူတို့နဲ့ no contact လောက်ထားတဲ့အချိန်မှာဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကဆဲတွေကအဲ့ဒီ drama တွေကိုပြန်ပြီးတော့စာလောင်လာလေးရှိတယ်သူစီကဒီချစ်ချင်းမြတ်တာတွေပြန်ပြီးတော့ရဖို့အတွက်တကယ်လို့သူ့ဖက်ကနေကိုလစ်လူရှုလိုက်တဲ့အချိန်မျိုးမှာဆိုရင်ကိုကပြန်ပြီးတော့စိတ်ဖြစ်စီမှုတွေရသွားလိုက်နေဒီလိုမျိုးတန်တရားထိတ်ကနေမထွက်နိုင်တာမျိုးဖြစ်သွားတယ်ဒါကြောင့်မလို့ပေါ့ကျမတို့ရဲ့အောင်နောက်ထဲကိုသူကသူ့စီကိုစာလေးတစ်ကြောင်းလောက်ပို့လိုက်ပါသူ့ရဲ့အကြောင်းတွေကိုနည်းနည်းပါးပါးသွားကြည့်လိုက်ပါဆိုပြီးတော့တောင်းဆိုလေးရှိတယ်တကယ်တမ်းတော့ကိုကတူတို့ရဲ့ social media ကိုတွားပြီးတော့ကြည့်လိုက်တာကကိုကတူတို့ကိုချစ်နေတယ်လို့မဟုတ်ဘူးဆိုတာကိုလည်းကိုတီးတယ်ဒါပေမဲ့တွားပြီးတော့ကြည့်လိုက်တဲ့အခါမျိုးမှာဆိုရင်စိတ်တက်တာရမှုရသွားတယ်အဲ့ဒါကပါလဲဆိုတော့မူးယစ်ဆေးကိုပြန်ပြီးတော့ရတယ်လို့မျိုးကိုရသွားတာဖြစ်ပါတယ်ဒါကကျမတို့ရဲ့ခန္ဓာကိုယ်ကဆဲကမူးယစ်ဆေးတောင်းတလို့မျိုးတောင်းဆိုနေတာဖြစ်ပါတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ခန္ဓာ physics မှာဆိုရင် entropy ဆိုတာရှိတယ်ပေါ့နော်စနစ်တစ်ခုကနေ energy တွေကပြန့်ကျဲပြီးတော့ကမောက်ကမဖြစ်သွားတာကိုကတူတို့ရဲ့ social media ကိုတွားပြီးတော့ကြည့်လိုက်တဲ့အခါတိုင်းတူတို့ရဲ့ profile တွေကိုတွားပြီးတော့ကြည့်လိုက်တဲ့အခါတိုင်းမှာဆိုရင်ကျမတို့ရဲ့ energy တွေကပြိုကွဲသွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ငွေရှာနိုင်တဲ့စွမ်းနေအလုံးလုံးနိုင်တဲ့စွမ်းနေ creativity တွေဖန်တီးနိုင်တဲ့အစွမ်းတွေကလေးတွေကို kill site နိုင်တဲ့အစွမ်းတွေအကုန်လုံးကအဲ့ဒီ black hole ထဲကိုစီးဝင်သွားတယ်ပေါ့နော်ဒါကိုကျမတို့တွေကအောင်မြင်စွာဘယ်လိုမျိုးကြော်ဖြတ်မလဲဆိုရင်ကိုမူရစ်စေဖြတ်နေတဲ့သူ rahab ဝင်နေတဲ့သူတယောက်လိုမျိုးတပေါ်ထားပါနံပါတ်1က hydration and grounding နော်ရေများတောက်ပါပြီးရင်ခြေပလာနဲ့မြေကြီးကိုများနက်ပေးပါဒါတွေကကျမတို့ရဲ့ nervous system ကိုပြန်လဲပြီးတော့တည်ငြိမ်လာအောင်ပြန်ကူညီပေးပါလိမ့်မယ်နံပါတ်2ကဘာလဲဆိုတော့20 second rule တူတို့ဒီကိုတတိယတိတ်ဆိတ်တွေဖြစ်ပေါ်လာတဲ့အခါတိုင်းအသက်ပြင်း20စက္ကန့်လောက်ရှူပါရေအေးနဲ့မျက်နှာတက်ပါကိုယ့်ရဲ့အုံနောက်ရဲ့လမ်းကြောင်းအဟောင်းတွေကိုဖြတ်ဖြစ်ပါဒီနေရာမှာကျွန်မပြောချင်တာကကိုက victim သားကောင်နေရာကနေဖြစ်နေတာမဟုတ်ဘဲနဲ့ကိုက trauma စိတ်တန်ရာတွေကိုကူတာနေတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့ဒီရက်ပိုင်းနေမှာဆိုရင်ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်ဒါပေမဲ့ဒီရက်တွေကိုကြော်ဖြတ်နိုင်သွားတဲ့အချိန်မျိုးမှာဆိုရင်ဒီ discomfort စိတ်တက်တောင့်တက်တာမရှိမှုတွေကကျမတို့ကိုမတက်နိုင်ဘူးဆိုတာကိုတိရှိနားလေတော့တဲ့အခါမျိုးမှာဆိုရင်ကျမတို့ရဲ့အုံနောက်ကအရင်ကထက်အစတရပို့ပြီးတော့စွမ်းဆောင်ရည်မြင့်လာပါလိမ့်မယ်ဒါကြောင့်မလို့အရှုံးမပေးလိုက်ပါနဲ့